အိုဆိုကလစ်ကိုကလည်းအလုံးမဲမင်္ဂလာပါရှင်။နောက်မှုတို့တွေကလောရောက်တာ3ရက်မြောက်နေ့မှာအပြင်ထွက်ဖြစ်တယ်ပေါ့နော်။တနင်္ဂနွေနေ့ဆိုတော့ဒါဖျားเจ้าသွားဖို့ပြင်ဆင်ကြတာပါ။နောက်မှုတို့တဲတဲ့နေရာကပြိုက်တောင်အကျော်လေးမှာပေါ့နော်။ဖျားเจ้าမတက်ခင်လေးမှာဗိုက်ဆာလာလို့နောက်မှုတို့တွေရှမ်းစာလေးတွေဝင်စားဖြစ်ပါတယ်။မောင်လေးကတော့တခါမှမစားဘူးပေါ့နော်။သူနဲ့စားလိုက်ရတယ်။သူနဲ့စားဒါဟင်းထုတ်ဒါဝက်တချင်းဘယ်လိုနေလဲရှင်းစာဆွဲတော့ရတော်ကောင်းတယ်ခါမှမတောင်းဘူးတူကြော်လည်းတော်ကောင်းတယ်လက်ဆက်နော်တိုင်းတဲ့ဦးဒီပါဒါတော့နောက်မှုအပြင်မှာအခုမှတွေ့ဖူးတဲ့ငါဥတီးလေးတွေအရင်ချစ်ဖို့ကောင်းတယ်ဒီမှာလေးပြောင်းပြောင်းပို့ပေးဟုတ်ပါပဲပါတော့ဘုရားနဲ့တောင်းဘူးလားဒါကြည့်ဒါလေးကတိတ်မနေတော့နောက်မှုတွေဖះเจ้าပြီးတဲ့အထိမတက်ဖြစ်ဘူးပေါ့နော်ပုံလေးပဲရိုက်ပြီးတော့ပြန်လာခဲ့ပါတယ်လမ်းမှာတော့ပြိုက်တောင်အကျော်နားလေးမှာဦးဝိဆရာကငါဥတီးပင်ကိုပြလို့ဆင်းပြီးတော့ခူးပါတယ်ဒါပထမဦးဆုံးအခုမှမြင်ဖူးတာပေါ့နော်ငါဥတီးပင်လေးပါငါဥတီးလေးတွေအရင်ချစ်ဖို့ကောင်းတဲ့အဝါရောင်လေးနဲ့သူရတာကတော့ချိုချင်လေးပေါ့နော်နောက်မှုစားကြည့်တာတော့အရသာချိုချင်လေးပေါ့နော်ဒါပေမဲ့ဒီနို့တိုက်မိခင်တွေကစားလို့မရဘူးတဲ့တာမန်လူစားတာများရင်တော့မှဝမ်းမကောင်းဘူးဆိုလာအဲ့ဒါကြောင့်မလို့နောက်မှုမစားခဲ့ဘူးပေါ့နော်ဒီတိုင်းလေးအရသာလေးမိပြီးတော့ထွေးထုတ်တယ်ပြီးရင်ခူးခဲ့တယ်ပေါ့နော်ပြန်ရောက်တော့အင်ရှင်အမကလာကျွေးတဲ့ခောက်ဆွဲပြုတ်လေးပါအရင်စားကောင်းပါတယ်ရာသီဥတုအေးအေးလေးနဲ့ခောက်ဆွဲပြုတ်ပူပူလေးနဲ့ပေါ့နော်နောက်မလို့တဲနေရအရှိလေးမှချောင်းလေးရှိတယ်တောင်တန်းလေးတွေလည်းတွေ့ရတယ်စိုက်ခင်းလေးတွေလည်းရှိရနော်ဒါဆိုရင်အေးအေးဆေးဆေးလေးဆက်ချလိုက်အောင်မယ်နော်နောက်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြိုင်လည်းထပ်ထည့်ကြမယ်နော်တတ